Hello，大家好，老師今日嘅哪一講你咩咯表面咯？哪一個叫做點哪一？一點的哪一？兩點的哪一？三點都哪一？ဒီ1 2 3 4ဒီ連နဲ့သုံးမယ်နော်ဒီ1 2 3 4ရဲ့နောက်လေးမှာတရားထည့်လိုက်ရပြီဒါကကျွန်တော်နာရီကိုပြောတာနော်နောက်တစ်ခု fan က minute minute ကိုကြတော့ fan minute နာရီကိုကြတော့点 minute ကိုက fan 5 fan 5 minute 10 fan 10 minute 15 fan 15 minuteအရှိလေးမှာအဲ့လိုပဲရီအားဆန်းစစ်ထည့်မယ်အနောက်မှာ fan ထည့်လိုက်ရင်ရပြီเนาะအဲ့တော့ကိုပြောချင်တဲ့ minute ကိုပြောမယ်နောက်တစ်ခုရီခတ်က15 minute 15 minute ကိုကြတော့15 fan လို့ပြောလဲရတယ်ရီခတ်လို့ပြောလဲရတယ်နောက်တစ်ခုကပန့်အဲ့တော့ပန့်ကကြတော့ခွဲလို့ပြောတာเนาะခွဲလို့တဝက်တို့သုံးမယ်အဲ့တော့ရီတန်ပန့်ဆိုရင်တနာရီခွဲရီတန်ပန့်两点半2နာရီခွဲ3點半3နာရီခွဲအဲ့တော့နောက်လေးမှာပန့်ထည့်လိုက်ရင်ရပြီเนาะဒါကခွဲလို့ပြောတာနောက်တစ်ခုကချဆိုတာလိုတာအဲ့တော့သူကချဝူဖန်5မိနစ်လိုတယ်5မိနစ်အလိုเนาะချ10ဖန်10မိနစ်လိုတယ်ချဆိုတာလိုတယ်10ဖန်10မိနစ်ချ10ဖန်နောက်တစ်ခုချရီခတ်15မိနစ်လိုတယ်ချရီခတ်ချလိုတယ်ရီခတ်အဲ့ဒါဆိုရင်နောက်တစ်ခုကကျတော့တနာရီ5မိနစ်ကိုဘယ်လိုပြောမလဲရီတန်ဝူဖန်အနောက်မှာဝူဖန်ကြံခဲ့တယ်နော်ဝူဖန်5မိနစ်ရီတန်ဝူဖန်တနာရီထိုးဖို့5မိနစ်အလိုရီတန်ချဝူဖန်ချလိုတယ်ဝူဖန်5မိနစ်ချဝူဖန်5မိနစ်လိုတယ်နောက်တစ်ခုတနာရီခွဲဆိုရင်ကျတော့ရီတန်ပန့်တနာရီခွဲရီတန်ပန့်အဲ့တော့ခွဲဆိုရင်ကျတော့ပန့်ထည့်မယ်နော်မိနစ်လိုတယ်ဆိုရင်ကျတော့ချထည့်မယ်ပြီးခွဲကပန့်နောက်တစ်ခုကမိနစ်ကတော့ fan နောက်တစ်ခုနာရီဆိုရင်တော့点အဲ့တော့ဒါကတော့ကျွန်တော်နာရီအကြောင်းပြောတဲ့ပုံစံလေးပေါ့နော်အဲ့တော့နာရီအကုန်လုံးပြောတတ်မယ်နော်谢谢大家